မိုက်ကြီးချလိုက်လားကွာအရာတဲ့မျက်နှာမပြရဲတော့ဘူးညာအမေတို့ကတောင်းယူမပြောပြီးသမီးကအခုဘိုက်ကြီးနေဗျရှက်လိုက်တာဗျာအရွယ်လေးငယ်ငယ်လေးဗျယောက်ျားကိုမေးတော့ဝဲလေကြောင်မလုံနေတယ်ဟာကျဲတာလားကိုကြီးကကျွန်တော်ဘာလုပ်ရမလဲဗျာဟာဘာလုပ်ရမလဲဆိုတော့မင်းသမီးအနားမှာပြန်ရောက်နေပြီပဲမင်းသမီးပဲဂူးဆိုင်ပေါ့ကွာခွေးသားဟောကောင်ကျုံသမီးကိုပြစ်ပြီးထင်တယ်ဗျာဟဲ့စိတ်မရှိရကောင်မင်းကဘယ်တော့မှမင်းသမီးအနားမှာနေခဲ့လို့လေကိုကြီးငါကဘာမှမရှိတဲ့လူခင်ဗျားဖက်နေတာတော့ပက်လို့ကုန်ပြီဗျာဘိုက်ပူမကလင်းအောင်မပေါ်ပဲဘိုက်ကြီးတာမဟုတ်ဘူးနော်တည့်ရလုံးတည်တယ်မင်းကသမီးနာမည်ကိုပြစ်ပြီးပေါ်မလာတဲ့ကောင်အဲ့ဒါတွေမင်းမတာဝန်ရှိတယ်ကွာမိုက်ကြီးကဆုံးမစကားရေမနေ့ကမှပြောဗျာကျုံမလိမ္မာခြင်းသေးဘူးဟာမင်းဒီရရောက်နေဘယ်တော့လိမ္မာပါလဲကွာကျုံမိုင်းနေရမှာမဟုတ်ပဲဗျာကျုံမမသိတာအဲ့လိုမသိတာအစိုးဆုံးကွာအရက်သမားကြီးဆုံးမတာပို့ဆိုတယ်ဘယ်မှလည်းပြန်ကောင်းလာမှာမဟုတ်တော့ဘူး